မိန်းကလေးတစ်ယောက်ဟာသူမရဲ့မေမေကိုပထမဆုံးအကြိမ်မြင်ဖူးခဲ့တာဟာအုတ်ဂူပေါ်ကဓာတ်ပုံထဲမှာပဲဖြစ်ပါတယ်။သူမကိုမွေးဖွားရင်းမေမေဟာအသက်ပေးသွားခဲ့တာကြောင့်သူမရဲ့မွေးနေ့ဟာမေမေရဲ့ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့လည်းဖြစ်နေပါတယ်။မေမေဟာမကွယ်လွန်ခင်မှာသမီးဖြစ်သူအတွက်မွေးနေ့လက်ဆောင်18ခုကိုကြိုတင်ပြင်ဆင်ခဲ့ပြီးနှစ်တိုင်းတစ်ခုစီပေးဖို့ဖခင်ဖြစ်သူကိုမှာကြားခဲ့ပါတယ်။အယုတ်ကလေးတွေကနေစာအုပ်တွေစက်ဘိန်းတွေအထိလက်ဆောင်တိုင်းဟာအရန်ကိုလှပသက်ရက်လွန်ပါတယ်။ဒါပေမဲ့မိန်းကလေးကတော့ကြီးပြင်းလာလေပို့ပြီးတော့စိတ်မချမ်းသာဖြစ်လာလေပါပဲ။ဒီလက်ဆောင်တွေကသူမကိုအမြဲတမ်းအပြစ်ရှိတယ်လို့ခံစားရစေလိုပါဒီနှစ်မှာလည်းဈေးကြီးတဲ့ပီယာနိုတစ်လုံးကိုလက်ဆောင်ရခဲ့ပေမဲ့သူမမှာဘလို့မှစိတ်ဝင်စားမှုမရှိခဲ့ပါဘူးသူမဟာတဖြည်းဖြည်းနဲ့ပိုပြီးဆိုးလွန်လာပါတယ်သူမရဲ့18နှစ်ပြည့်မွေးနေ့မှာနောက်ဆုံးလက်ဆောင်ကိုရရမှာဖြစ်ပေမဲ့သူမကတော့ဒါတွေကိုညှင်းငွေ့နေပါပြီဖခင်ဖြစ်သူကမေမေရဲ့ဆန္ဒကိုလေးစားဖို့ဒေါသတကြီးပြောဆိုတဲ့အခါသူမဟာအိမ်ပြင်ကိုပြေးထွက်သွားရင်းကားတိုက်ခံရပါတော့တယ်ထူးဆန်းတာကကားပေါ်ကနေဆင်းလာတဲ့အမျိုးသမီးဟာသူမကိုအိမ်ထိပြန်လိုက်ပို့ပေးပါတယ်အိမ်ရောက်လို့နေရန်ကပြက်ကတိန်ကိုကြည့်လိုက်တဲ့အခါခုနှစ်ဟာ2000ခုနှစ်ဖြစ်နေပါတယ်။သူမဟာအချိန်နောက်ပြန်ခရီးရောက်သွားခဲ့တာပါ။သူမရဲ့ရှေ့မှာရှိနေတဲ့အမျိုးသမီးဟာသူမရဲ့မေမေဖြစ်နေပြီးမေမေရဲ့ဝမ်းပိုက်ဟာလည်းအနှဲငယ်ပူနေပါပြီ။အဲ့ဒီနောက်မှာတော့လူငယ်ဘဝကဖေဖေဟာအိမ်ပြန်ရောက်လာပါတယ်။မိန်းကလေးဟာမေမေနဲ့အတူအရန်ကောင်းတဲ့အချိန်တွေကိုကုန်ဆုံးခဲ့ပါတယ်။မေမေကသမီးဖြစ်သူအတွက်မွေးနေ့လက်ဆောင်ရွေးပေးဖို့သူမကိုအကူအညီတောင်းတဲ့အခါမေမေကပီယာနိုကိုရွေးပါတယ်။ဒါပေမဲ့သူမကပီယာနိုကဈေးကြီးလွန်းလို့ဒရမ်အစုံကိုပဲရွေးဖို့အကြံပေးခဲ့ပါတယ်။အဲ့ဒီညမှာပဲဖေဖေနဲ့မေမေတို့စကားပြောနေတာကိုသူမကြားလိုက်ရပါတယ်။မေမေဟာယောဂဝေဒနာခံစားနေရတာဖြစ်ပြီးဆရာဝန်တွေကလည်းကုသလို့မရတော့ဘူးလို့ဆိုပါတယ်။မေမေကတော့ဒါကိုလက်ခံထားပြီးကြန့်ရှိနေတဲ့အချိန်လေးမှာသမီးဖြစ်သူအတွက်အကောင်းဆုံးတွေလုပ်ပေးချင်နေတာပါ။အဲ့ဒီတော့မှမိန်းကလေးဟာဖေဖေဟာလည်းတူးလေးသောချစ်သူကိုဆုံးရှုံးရမှာဖြစ်လို့သူမထက်တောင်ပိုပြီးခံစားနေရမှန်းနားလည်သွားပါတော့တယ်။မေမေရဲ့အခြေအနေဟာတဖြည်းဖြည်းဆိုးရွားလာပါတယ်။နောက်ဆုံးလက်ဆောင်အဖြစ်မေမေကဂါဝင်လေးတစ်ထည်ပေးချင်တာကြောင့်သူမကိုဝတ်ကြည့်ခိုင်းပါတယ်။ဒါပေမဲ့သူမကဒီကာဝင်ကနောက်ထပ်18နှစ်ဆိုရင်ခင်းနောက်ကျသွားလိမ့်မယ်လို့ပြောလိုက်တဲ့အခါမေမေကသူမကိုသမီးဖြစ်သူမှန်ရိပ်မိသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့မေမေဟာလဲကျသွားပြီးမိန်းကလေးဟာလည်းလက်ရှိဘဝမှာပြန်တိုးလာခဲ့ပါတယ်။မေမေဟာခွဲစိတ်ခန်းထဲမှာမကွယ်လွန်ခင်နောက်ဆုံးအချိန်လေးမှာသမီးဖြစ်သူအတွက်စာတစ်စောင်ရေးခဲ့ပါတယ်။ဒါဟာသူမရဲ့18နှစ်ပြည့်နောက်ဆုံးလက်ဆောင်ပါပဲ။အတိတ်ကနေပြန်လာခဲ့တဲ့မိန်းကလေးဟာနောက်ဆုံးမှာတော့အရာအလုံးကိုနားလည်သွားပါပြီ။လက်ဆောင်ပစ္စည်းတွေဟာ